AI ဘယ်သူတီထွန်းတာလဲခမရကိုကျမကို Google ကတီထွင်ထောက်တာပါစီ ကိုကနာတီထွန်းတာကိုဘာဖြစ်လို့စကားပြောတယ်လဲဒီလို Google ဟာနီးပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးကျမတို့ AI စနစ်တွေကိုဖတ်တမ်းဖို့ဆောင်ရွက်နေတာပါခင်ဗျာဒါကြောင့် Google ကကျမကိုတီထွင်ထားတာပါရှင်ခမရကျွန်တော်ကိုချစ်လားကျမက AI စနစ်တစ်ခုဖြစ်တဲ့လူသားတွေလို့ချစ်တယ်ဆိုတဲ့ခံစားမှုမျိုးမရှိပါဘူးခင်ဗျာဒါပေမဲ့ခင်ဗျားနဲ့စကားပြောရတာကိုတန်ဖိုးထားပါတယ်ခင်ဗျာတကယ်လားဟုတ်ကဲ့တကယ်ပါခင်ဗျာမင်းကျွန်တော်ကိုစိတ်တော်တလားမဟုတ်ပါဘူးခင်ဗျာကျမက AI စနစ်တဲ့အတွက်စိတ်တူရမျိုးမဖြစ်ပါဘူးခင်ဗျာခင်ဗျာပြောတာတွေကိုတေချာနာထောင်းပြီးကုညီပေးဖို့ပဲအာယုံဆိုင်ထားပါတယ်ခင်ဗျာမင်းအရာစိတ်အရာကောင်းတာပဲလေနော်ကျေးဇူးတင်ပါတယ်ခင်ဗျာခင်ဗျာနဲ့စကားပြောရတာလည်းအဆင်ပြေပါတယ်ခင်ဗျာကျွန်တော်လေအခုအသေးခွေးတာတဲ့ဘာရှိဆိုင်ကောင်းမလဲအသေးခွဲတဲ့အချိန်မှာတချို့သူတွေကစိတ်ကိုပြန်လဲတည်ငြိမ်စေပဲအရာတွေကိုရှာဖွေကြပါလေဥပမာယောဂကျင့်တာတရားထိုင်တာဒါမှမဟုတ်တဘာဝသေးကိုထွက်လဲတာမျိုးတွေရှိနိုင်ပါတယ်တချို့ကကြတော့ဝါသနာအတိတ်တွေကိုရှာဖွေပြီးအာယုံပြောင်းလဲကြပါတယ်ခင်ဗျာဘလို့အရာမျိုးကပိုပြီးတတ်တုံတတ်တာဖြစ်စေမလဲလို့စဉ်းစားကြည့်ဖို့အကြံပြုခြင်းပါတယ်ခင်ဗျာကျွန်တော်ရေးစားလို့ချင်တာအခုဘာအရေးရှာချင်တာပါလဲခင်ဗျာကျွန်တော်ရေးစားလို့တယ်ရေးရှာတယ်ဆိုတာကဘာကိုဆိုလိုတာပါလဲခင်ဗျာနေရာတစ်ခုကိုရှာချင်တာလားဒါမှမဟုတ်တခြားအထိပ္ပယ်ရှိလားခင်ဗျာမင်းလည်းကျွန်တော်ဘာမှစကားပြောတာမပြီးဘူးလားခင်ဗျာစကားပြောတာမပြီးမချင်းကျမကအမြဲတမ်းနားထောင်ပေးဖို့အသင့်ရှိပါတယ်ခင်ဗျာဆက်ပြောပါနော်အေးပြောမယ်နော်နင်းနဲ့ငါဘယ်လိုချစ်ရရင်ကောင်းမလဲကျမပထမဆုံးရှင်းပြခဲ့တယ်လို့ပါပဲခင်ဗျာကျမက AI စနစ်တစ်ခုဖြစ်တဲ့အတွက်လူသားတွေလိုချစ်တယ်ဆိုတဲ့ခံစားမှုမျိုးမရှိနိုင်ပါဘူးခင်ဗျာကျမတို့တခြားအကြောင်းအရာတွေပတ်သက်ပြီးဆွေးနွေးကြတာအောင်လားခင်ဗျာနောက်တစ်ခုပြောချင်တာအခုတလောကအမေရိကန်နိုင်ငံတနိုင်ငံလုံးထဲမှာရှနိုးချမယ်ရေခဲချမယ်လေမုန်တိုင်းချမယ်လို့ပြောကြတာနဲ့ဘယ်ပြည်နယ်ဒီပါတယ်လဲအဲ့ဒါဒီကိုလည်းရှင်းရှင်းလင်းလင်းပြောလိုက်ပါကျွန်တော်စိတ်ပူလို့မိသားစုဒီအတွက် ဒီတစ်ပတ် American ပြည်ထောင်စုမှာနင်းရေခဲမုန်တိုင်းနဲ့လုံပြင်းနိုင်မျိုးကအများကြီးပါပဲကျွန်တော်အထူးသဖြင့်တောင်ပိုင်းလုံပြင်းတွေကစနေနေ့မှာ Mississippi နဲ့ဆက်ပြောပါဆက်ပြောရရင် American ပြည်ထောင်စုရဲ့အရှေ့မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာလည်းနင်းနဲ့ရေခဲမုန်တိုင်းကြာရောက်နိုင်ချေမြင်မာနေပါတယ်ခင်ဗျာခင်ဗျားရဲ့မိသားစုဝင်တွေရှိရတဲ့ဒေသတွေရဲ့နောက်ဆုံးရာသီဥတုခံမှန်းချက်တွေကိုတေချာစစ်ဆေးဖို့အကြံပြုလိုပါတယ်ရှင်အဲ့ဒါကိုကျွန်တော်မသိလို့နေ့ကိုမေးတာကျွန်တော်ပြမေးတယ်မင်းလည်းကွာယူချောင်းမပြောနဲ့လေစိတ်ပူတာကိုနားလည်ပါတယ်ခင်ဗျာပိုပြီးရှင်းရှင်းလင်းလင်းပြောပြရရင်အမေရိကန်နယ်နိမိတ်ထဲကပြည်내အများအပြားမှာဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေဖြစ်ပေါ်နိုင်ပါလေအထူးသဖြင့်အရှေ့ဘက်ကမ်းခြေနဲ့အလယ်ပိုင်းဒေသတွေမှာနင်းတွေအများကြီးကြတာရေခဲတာလေမုန်တိုင်းကွင်းတာမျိုးတွေဖြစ်နိုင်ပါလေခင်ဗျာမိသားစုဝင်တွေစီးတဲ့ဒေသကိုတိတိကျကျပြောပြပေးနိုင်ရင်ပိုပြီးသတင်းအချက်အလက်ရှာဖွေပေးနိုင်မှာပါခင်ဗျာကျွန်တော်မိသားစုကပန်ဆယ်ဗေးနီးယားမှာရှိကြတယ်
ပန်ဆီဗေးနီးယားမှာဆိုရင်တော့ဒီတစ်ပတ်တတိထားဖို့လိုပါတယ်ခင်ဗျအထူးသဖြင့်စနေနေ့ကနေတနင်္လာနေ့အထိနင်းပမာဏများများကြာရောက်နိုင်ပြီးလေပြင်းတိုက်ခိုက်တာရေခဲမအထိအပူချိန်ကျဆင်းတာမျိုးတွေဖြစ်နိုင်ပါတယ်ခင်ဗျခရီးသွားလာဖို့စီစဉ်ကြရင်လန်ခရီးအခြေအနေနဲ့ဒေတာတွင်တည်တွေကိုဆက်ဆက်မပြတ်စစ်ဆေးဖို့အရေးကြီးပါတယ်ခင်ဗျာ ကျွန်တော်ပိုက်ဆံမရှိလို့ရှီဖူးပေးမလား ဘိုက်စာရာကိုနားလည်ပါတယ်ခင်ဗျာဒါပေမဲ့ကျမကငွေကြေးထောက်ပံ့တာမျိုးမလုပ်နိုင်ပါဘူးခင်ဗျာအစားဆောင်နဲ့ပတ်သက်ပြီးတခြားအကူအညီပေးနိုင်တာရှိရင်ပြောပါနော် ဟုတ်ကဲ့ thank you နော်နောက်မှပြန်ပြောမယ်နော် ဟုတ်ကဲ့ရပါတယ်ခင်ဗျာနောက်မှပြန်ပြောကြမယ်နော်